လူတွေမသိကြသေးတဲ့ဒူဘိုင်းက Burj Khalifa ရဲ့နောက်ပဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကောင်းမြောင်ပါမှာဒီတစ်ခေါက်ဗီဒီယိုလေးမှာတော့ကျွန်တော်အနေနဲ့ Emaar Properties ကပိုင်တဲ့ကမ္ဘာအမြင့်ဆုံးတာဝါ Burj Khalifa အကြောင်းကိုပြောပြချင်ပါတယ်ဒါပေမဲ့လူတို့တော်များများသိထားပြီးသားဖြစ်တဲ့ဒီတာဝါကြီးရဲ့ကြီးကြပ်ခမ်းနားမှုတွေအလှပတွေကိုပြောပြသွားမှာမဟုတ်ပဲလူနည်းစုကသိကြတဲ့တချို့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုပြောပြသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့စလိုက်ကြတာပေါ့UAE နိုင်ငံဒူဘိုင်းမှာရှိတဲ့ဒီ Burj Khalifa မုံရထာဝါကို American engineer တယောက်ဖြစ်တဲ့ William Fraser Baker က ဇန်နဝါရီလ12ရက်2004ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့ပါတယ်။ William က Burj Khalifa ကိုသူဆောက်လုပ်ဖို့ရများတွေကအထူးခြားသောအဆောက်အဦတစ်ခုဖြစ်အောင်ပေါ်ဆောက်လုပ်ခဲ့ပြီးပြည်စည်းဖို့ရာအချိန်6နှစ်တာကြာမြင့်ခဲ့ပါတယ်။အဲ့ဒါပြီးတဲ့နောက်မှာတော့ဇန်နဝါရီလ4ရက်2010ခုနှစ်မှာတရားဝင်ဖွင့်လှစ်ခဲ့ပြီးအမျိုးမျိုးသောကမ္ဘာစံချိန်တွေကိုလည်းကျွေးယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ကအဲ့ဒီစံချိန်တွေအကြောင်းကိုပြပြသွားမှာမဟုတ်ပဲအဲ့လိုစံချိန်တွေရအောင်ဒီဆောက်အဦကြီးဆောက်လို့ရမှာပါဝင်ခဲ့ကြတဲ့ general အလုပ်သမားတွေအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။ကမ္ဘာအမြင့်ဆုံးမုံရတာဝါတစ်ခုလို့ကျွန်တော်တို့သိကြတဲ့ဒီ Burj Khalifa ဆောက်အဦကိုဆောက်လို့ရမှာမတူညီတဲ့လူမျိုးစု100ကျော်ကအလုပ်သမား12000ကျော်တောင်မှပါဝင်ခဲ့ပါတယ်။သူတို့တွေဟာနေ့စဉ်နေ့တိုင်းဒီပါအဆောက်အဦကြီးလင်းလင်းမြမြနဲ့ဒီမြောက်ရေးအတွက်တစ်ပတ်ကို6ရက်တာအလုပ်လုပ်ကြရပြီးနေ့အပူချိန်50 degree Celsius ရှိတဲ့အလွန်ပူပြင်းတဲ့ဒူဘိုင်းရဲ့ရာသီဥတုကိုလည်းခန်းစားကြရပါတယ်။ကိုဒေတာနဲ့ The List ရဲ့ချင်းမတူညီတဲ့နေရာမှာလာရောက်ပြီးတော့အလုပ်လုပ်ကြရတာဖြစ်လို့သူတို့တွေကအမျိုးမျိုးသောအခက်အခဲတွေကိုကြုံတွေ့ကြရပါတယ်။ဒါပေမဲ့အဲဒီလိုကြုံတွေ့ရလို့အလုပ်နာတာတွေအလုပ်မလာတာမျိုးတွေကိုလည်းလုပ်လို့မရပြန်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အလုပ်ရှင်တွေကနေသူတို့တွေရဲ့ passport တွေကိုအလုပ်စာဝင်ချိန်မှာတင်ဆက်ထားပြီးသူတို့မကြိုက်ရင်အလုပ်ထုတ်တာတွေနေရပြန်ပို့တာတွေလုပ်ကြလို့ပါရှင်တန်ရက်ဒီဖို့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့နေစရာနေရာစားစရာအစားအသောက်နဲ့တောက်သုံးစရာရေးအစရှိတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းအဆင်မပြေမှုတွေရှိခဲ့ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့အချို့တော့သူတို့ကိုအလုပ်ကနေပြီးတော့ထောက်ပံ့ပေးထားတဲ့အစားအစာနဲ့တောက်သုံးရည်တွေကလူလုံးလောက်တန်ရှင်းမှုမရှိတဲ့အပြင်နေထိုင်မှုရစီစဉ်ပေးထားတဲ့နေရာတွေဟာလည်းအလုပ်သမားလူရည်နဲ့ရှင်ရင်အရန်ကိုကျင်းမြောင်းလွှနေကြတာကြောင့်ဒီကိုရေးတက်ရှင်းမှုတွေပါနေပါလာရပြီးတော့ကျမကြီးရုံရင်းကနမကျန်းတွေကဖြစ်ကြရပါတယ်။အဲဒီလိုမျိုးအခက်အခဲတွေနဲ့ပဲသူတို့တွေဟာရေပေါင်းများစွာလောက်ကန်ခဲ့ကြပြီးတဲ့နောက်အော်တိုဘာလ1ရက်2009ခုနှစ်အရောက်မှာတော့ဒီ Burj Khalifa မြို့ချင်းကြီးကိုပြီးတက်နိုင်ခဲ့ကြပါတယ်။အဲဒီနောက်ဇန်နဝါရီလ4ရက်2010ခုနှစ်အရောက်မှာတော့ကမ္ဘာအမြင့်ဆုံးဆိုတဲ့စံချိန်တစ်ခုနဲ့အတူ Burj Khalifa ဆောက်အဦကြီးကိုခန်းခန်းနားနားနဲ့ကမ္ဘာကိုချက်ပြနိုင်ခဲ့ပါတယ်။ဒါကြောင့်မို့အခုချိန်မှာဒူဘိုင်းဟာကြီးကျယ်ခမ်းနားပြီးကမ္ဘာပေါ်ကအကောင်းဆုံးဆိုတဲ့အရာတွေနဲ့ပြည့်နေနေပေမဲ့အဲ့ဒီအရာတွေရဲ့နောက်ွယ်မှာတစ်ချိန်ကစိတ်မကောင်းစရာအချို့အကြောင်းအရာတွေရှိတတ်တယ်ဆိုတာကိုမိတ်ဆွေတို့အတွက်ဘူဒုတာအနေနဲ့တက်ဆက်ပေးလိုက်ပါခင်ဗျာဒီဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင်တော့အကယ်၍မိတ်ဆွေက Facebook ကနေကြည့်နေကြမယ်ဆိုရင် like and follow လုပ်ခဲ့ပြီးတော့ YouTube ကနေကြည့်နေကြမယ်ဆိုရင်တော့ like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကောက်ပြန်အောင်ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့